မင်္ဂလာပါရှင်ဒီနေ့ခွန်ချိုကအိမ်မှာရှိတဲ့ထမင်းပေါင်းလေးနဲ့တင်လွယ်လွယ်ကူကူချက်လို့ရတဲ့လူကြီးရောကလေးပါကြိုက်မဲ့အာဟာရပြည့်သီးစုံချက်ပေါင်းလုံနည်းလေးကိုမျှဝေပေးသွားပါမယ်ရှင်လုံနည်းလေးကြည့်ကြရအောင်ပါရှင်အရင်ဆုံးကြက်သွန်ပြူချင်းကိုပပလေးပြီးတော့ထောင်းထားပေးပါမယ်နော်ပြီးရင်တော့ကြက်သားကိုတန့်စင်ပြီးတော့အရသာနေပါမယ်နော်ကြာညို့လို့ခေါ်တဲ့ပန်းငံပြားကြီးအနောက်တစ်စွန်းရဲ့ပန်းငံပြားကြီးအကြီးတစ်စွန်းရဲ့ထည့်ပါရနော်ခွန်ချိုရဲ့ဟင်းပွဲတိုင်းမှာမပဖြစ်ဖူဂျီမောင်တိန် QC လေးတစ်စွန်းလဲထည့်ပါမယ်နော်ပြီးရင်တော့ဟင်းရမုတ်တစုံရဲ့တခြားတစုံရဲ့စားပစ္စည်းတွေရဲ့ငရုတ်ကောင်းမုတ်အနှဲငယ်ရဲ့စက်သွပြူချင်းထောင်းထားတော့အရင်ညှစ်ထည့်ပါမယ်နော်ပြီးရင်အားလုံးကိုတမအောင်နေထားပေးပါမယ်ရှင်အနည်းဆုံးနိုင်ဝက်လောက်တော့နှက်ထားပေးပါမယ်နော်ကျန်ရမူလေးကိုရေးစိမ်ထားပါမယ်နော်အာလူတစ်လုံးမုံလာဦးနီတစ်လုံးကိုလည်းပြင်ထားပေးပါမယ်ရှင်နိုင်ဝက်ပြည့်ရင်တော့အိမ်တိုင်းမှာရှိရဲထမင်းပေါင်းလေးတွေကိုနှက်ထားတဲ့ကြက်သားတွေထည့်ပါကြက်သားမြုပ်ယုံလေးရေးထည့်ပြီးနိုင်ဝက်လောက်အရင်ပေါင်းပါမယ်နော်ကျွန်တော်ရမိုးလေးတွေကိုလည်းရေသုံးလေးတက်လောက်ဆေးပြီးတော့ညှက်ထားပေးပါမယ်နော်အာလူကိုလည်းလက်တစစ်အနေထားလေးလိဖြတ်ထားပေးပါမယ်မုံလာဦးနီကိုလည်းလက်တစစ်အနေထားလေးလိဖြတ်ထားပေးပါမယ်နော်ကြက်ပေါင်းထားတာနိုင်ဝက်ပြည့်လို့ရှိရင်လက်တစစ်လောက်လိထားတဲ့အာလူတွေထည့်မွေပြီးနောက်ထပ်15မိနစ်လောက်ထပ်ပေါင်းပေးပါအောင်နော်အာလူလေးလူလာပြီဆိုရင်တော့ကျွန်တော်ရက်မိုးနဲ့မွန်လာဦးနေလိထားလေးထည့်ပါမယ်နော်ဟင်းရီကိုချွတ်ချွတ်လေးလေးနဲ့ပို့ရတာရှိတော့အောင်ပဇွန်တုံးကန်ပြားရဲ့အနှဲငယ်ငရုတ်ကောင်းမုံအနှဲငယ်စားပစ္စည်းလေးရဲ့ပြီးတော့ဖူဂျီမောင်လိန် QC လေးထပ်ထည့်ပြီး15မိနစ်လောက်ထပ်ပေါင်းပေးရုံပါပဲနော်ခွန်ချိုကတော့ CP ကျက်သုံးထားမို့လို့တနားရီအတွင်းနူးဤပါတယ်เนาะတကယ်လို့မြန်မာကျက်ဆိုရင်တော့ဒီတက်အချိန်နည်းနည်းပို့ပေးလို့လိုအပ်ပါတယ်ရှင်ကဲအခုဆိုရင်တော့အနက်ရောအရသာရောပြေစုံနဲ့တီးစုံချက်ပေါင်းလေးရပါပြီရှင်မိသားစုတွေအားလုံးအတွက်အာဟာရဖြစ်စေမဲ့ဟင်းကောင်းတစ်ခွက်မို့လို့အိမ်မှာလည်းဖူဂျီမောင်တိန် QC လေးသုံးပြီးအတူတူချက်စားကြည့်ဖို့ခွန်ချိုကအကြံပေးပါရစေရှင်တကယ်ကိုအရသာရှိလို့ပါเนาะကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်เนาะတတား